ပလွေတစ်ချောင်းရဲ့ကီးဆိုတာဘာလဲကိုဝယ်ထားတဲ့ပလွေရဲ့ကီးကိုဘယ်လိုကြည့်ရမလဲဆိုတာကိုကျွန်တော်ကရှင်းပြပေးသွားပါမယ်ပလွေတစ်ချောင်းမှာကီးနှစ်မျိုးတီးမှုတ်နိုင်ပါတယ်လက်ကွက်အကုန်ပိတ်ကိုဒိုလို့မူတည်တန်ယူပြီးတပေါက်ချင်းစီလက်ကွက်များကိုဖွင့်ပြီးမှုတ်လာပါကဒိုရီမီဖာဆိုလာတီဆိုတဲ့ C scale ကိုရရှိမှာဖြစ်ပါတယ်နောက် scale တစ်ခုကတော့အပေါ်3ပေါက်ပိတ်ကကြံ3ပေါက်ဖွင့်ပြီးမှုတ်ပါကဒုတိယဒိုဖြစ်တဲ့မူတည်တန်ကိုရမှာဖြစ်ပြီးဒိုရီမီဖာဆိုလာတီဆိုတဲ့ F scale ကိုမိမိရဲ့ပလွေကိုဘာကြီးလဲဆိုတာကိုသိဖို့အတွက်ကလည်းအရေးကြီးပါတယ် Turning software တစ်ခုခုကို Play Store မှာ down ပြီးစစ်ကြည့်နိုင်ပါတယ် software ကိုဖွင့်ပါပလွေကိုလက်ကွက်အကုန်ပိတ်ပြီးမှုတ်ကြည့်ပါ C လို့ပြနေပါကမိမိပုတလွေက C scale ပုလွေဖြစ်ပြီးအဆိုပါလက်ကွက်အတိုင်းမှုတ်ပါက key C scale ဖြင့်တခြင်းများကိုမှုတ်နိုင်ပါပြီအကယ်၍သင်ကဖင်ရပြီး key F နဲ့ပြောင်းမှုတ်ခြင်းတယ်ဆိုရင်တော့ကျွန်တော်ပြောထားတဲ့အတိုင်းအပေါ်လက်ကွက်3ပေါက်ကနေစပြီးလက်ကွက်ကိုပြောင်းကန်ရပါမယ်ဒီလောက်ဆိုရင်တော့လက်ကွက်ပြောင်းပြီးကြီးချင်းတာကိုနားလဲလောက်မယ်ထင်ပါတယ်နားမလဲလဲဝယ်ထားတဲ့ပလွေကို forking နဲ့သာထိုးထည့်လိုက်ပါတော့ခင်ဗျာ